ဟုတ်ရဲ့သမီးဘာပြောလဲ ဒီတို့တိုင်းနေရရှိ ပြောလေသမီးဘာကိစ္စတိုင်းမကျင်လဲ တာပုံရှိ သမီးကကိုုံရှိနေတယ်ဘယ်သူနဲ့ရတဲ့ကိုုံလဲသမီး သမီးက ဒီကိစ္စလေးကိုရောညမေသိပြီ မိပြီးတာရတော့ သမီးကရောဒီကိုုံဖျက်ချခြင်းတကယ်လို့သမီးကိုုံဖျက်ချခြင်းကိုဖျက်ချလို့ရတယ်သမီးမေကိုတော့အပြင်တောင်းအောင်ပြောဘူးဘာမှမစိုးရင်တော့ သွားလို့ရပြီလားသမီး ဘယ်သွားမလို့လဲမိမ ကလေးကိုဝင်ကိစ္စသွားလုပ်ပေးမလို့လေဖေးမရှိဘဲနဲ့အဲ့ဒီကလေးကိုဘလို့မွေးမှာလဲသူ့ကောင်လေးနဲ့လည်းငါစကားပြောပြီးသွားပြီတာဝန်ယူနိုင်ဘူးတဲ့ မိမစိတ်ရေးထားထိုင်အောင်မိမထိုင်အောင်ထိုင်ပါဦးမိမဟိုပြောပြနေတာကွာသမီးလေးရဲ့ကိုုံကိုတော့ဖျက်ချလိုက်မယ်ဒီကိုုံကိုဖျက်ချလို့ရလာတဲ့ကျမကြီးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေငါတို့သမီးလေးကပြန်ခံတော့မယ်နော် ဘလို့လုပ်ကြမလဲမိသားစုချင်းတွေလည်းပြန်ကြည့်အောင်အမိသားစုလုံးပေါ်မှာနင်းတယောက်လောက်စားပဲရှိတာလက်ထဲမှာလည်းစုဆောင်ထားတဲ့ငွေဆိုတာလည်းရှိတာမဟုတ်ဘူးပတ်ဝန်းကျင်ရောလောက်ထိကဲ့ရမလဲမစင်းသားမိဘူးလားနောက်ပြီးတော့အဲ့ဒီကလေးကိုမွေးလိုက်တော့ရောအဲ့ဒီကလေးရောနှစ်သမီးရောဘလောက်ချီတောင်မှပဲညနာငယ်ငယ်နဲ့ကြီးလာတယ်နေစဉ်းစားကြည့်အောင် ဒီမှာတော့ပတ်ဝန်းကျင်ပြီးဆိုင်နေတာလေဒီလိုနေသမီးလေးရဲ့ကိုုံကိုဖျက်ချလိုက်မယ်ဆိုတော့နောက်ကျမှသမီးလေးကဘယ်တော့မှနားကြည့်ပြီးတော့နောက်သားနေတာဆက်ရှိနေတာဒီနေ့သိနေတာပဲဝတ်ကျွေးဆိုတာတကယ်ရှိတယ်နော်ဒီလောကမှာ အဲ့ဒါဆိုငါကဘလို့ဆက်လို့အောင် ဘယ်လိုပြောပြမလဲကိုကပထွေးဆိုရင်လည်းဒီသမီးလေးကိုလာသားရွက်လေကိုပဲပြုစုပြုတော့ဆောက်လာနေမမိသေးလားညောင်တန်နဲ့ပြစ်သွားတော့နေဘလောက်တော့နားကြည့်ခင်နားနေတာသမီးပါတွေကိုဆန်းကျင်ပြီးတော့ဖအေးရင်မရှိပဲဒီသမီးလေးကိုနေဘလောက်တော့ဖက်ကက်ပြီးဝေးလာနေရတယ်ဒီသမီးလေးကိုနေအဲ့လိုနားကျင်စေခြင်းပတ်ဝန်းကျင်ဆိုတာရောချင်းမုံ9ရက်ကဲရက်9ရက်ကိုလို့သာကောက်ွယ်ပေးနေမယ်ဆိုရင်ဒီပတ်ဝန်းကျင်ကဘာပြောလို့ရမှာလဲရေးလေးတယောက်ပို့လာလို့ငါတို့ကဘာလို့မနှုံးနေနိုင်အောင်အဲ့လိုလုပ်ပြီးရင်ရောဝတ်လင်မှာနေမကြောက်လားဒီသမီးကိုလည်းတနာပါဦး ဒီပါဒီမှားသွားရင်တော့နောက်မှဒီလိုမိသားစုတူတူဒီကလေးလေးကိုပြုစုပြောထားကြတာပေါ့နော်